ပြုမိမှားလေခြင်းပြောမိမှားလေခြင်းဆိုပြီးတော့မှားယွင်းတဲ့အပြောတွေမှားယွင်းတဲ့အလုပ်တွေကြောင့်မှားယွင်းတဲ့ရလဒ်တွေခံရပြီဆိုတော့နောင်တရတာဟုတ်လားနောင်တကလာမယ့်အနာဂတ်မှာအချိန်မီပေါ်နိုင်တယ်ဟုတ်လားဒီအလုပ်လေးမကောင်းတဲ့အလုပ်လေးကိုလုပ်ပြီးတော့လုပ်ပြီးချင်းလည်းနောင်တရနိုင်တယ်တချို့ကြတော့လုပ်ပြီးချင်းမရဘူးတရက်နှစ်ရက်နေမှပြန်တွေးမိမှရတယ်တချို့လနဲ့ချီတချို့နှစ်နဲ့ချီတယ်တချို့သေးကနီးကြမှာအမှတ်ရပြီးတော့နောင်တရတယ်တချို့ကြတော့လေနောက်ဘဝကျမှနောင်တရလည်းရှိတယ်ကြားဘူးလားဒုသနာသောဆိုတာကြားဘူးလားဘယ်တဲကနေသူတို့ဩနေတာတော့ငရဲဦးတွေကနေဩနေတာအဲ့ဒီဒုသနာသောရဲ့အဓိပ္ပာယ်အကျေကကောင်းတာကိုလုပ်ခွင့်ရှိတုန်းကကောင်းတာမလုပ်ခဲ့မိဘူးမိုက်မဲနေခဲ့တာအခုမိုက်မဲတာတွေကိုရှောင်လို့လည်းမရဘူးဒီအပြစ်ကြီးကဘယ်တော့မှလွတ်မှာလဲတကယ်လို့များလူဘဝပြန်ရောက်ရင်ဒါမျိုးတွေမလုပ်တော့ပါဘူးလို့နောင်တတရားနဲ့ဘာလုပ်နေတာလဲဆိုတော့ငရဲပြည်ကနေဖြောင်းချက်လှမ်းပေးနေတာသူတို့ဘာတွေလုပ်ခဲ့ပါလဲအဲ့ဒါမျိုးနောက်မလုပ်တော့ပါဘူးတော်တော်မှားတာပဲလို့သူတို့ကြတော့ဘယ်ကြမှာနောင်တရငရဲပြည်ရောက်မှနောင်တရတာလှုပ်တုံးကတော့ပျော်ပျော်ရွှင်ရွှင်ပဲတထေသားလေးယောက်ဘဝနဲ့လှုပ်သွားတာလေဟုတ်လားဒါကြောင့်နောင်တကလည်းအနာဂတ်မှာရပုံရတဲ့အချိန်ချင်းတူနိုင်သလားမတူနိုင်ဘူးဟုတ်လားတခါတလေဆိုရင်ဒီနေ့လှုပ်တယ်ဒီနေ့ပဲရတယ်နောင်တအဲ့ဒါကတော်တော်လေးဉာဏ်ရှိတယ်တတိရှိတဲ့လူတွေမှာဖြစ်တဲ့နောင်တပေါ့နော်ပြောမိမှအသေးလေးတွေရှိတယ်လုံးမိမှအသေးလေးတွေရှိတယ်ငါဒီလိုမလုပ်လိုက်ရင်ကောင်းမှာပဲဒီလိုမပြောမိရင်ကောင်းမှာပဲလို့အကြီးကြီးထိခိုက်နစ်နာသွားတာမျိုးတော့မရှိဘူးပေါ့ဟုတ်လားအကြီးကြီးထိခိုက်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အသေးလေးကလည်းအသေးလေးနဲ့တန်တိအလို့ဆိုတာနှလုံးသားကိုဆုတ်ချတာပဲဗျတစုံတယောက်ကိုမာနနဲ့ဒေါသနဲ့ထိထိခိုက်ခိုက်ပြောလိုက်မိတယ်အဲ့ဒီလူကလည်းသူ့မှာတော်တော်ကိုထိခိုက်သွားတယ်စိတ်ပြက်သွားတယ်ခံစားရသွားတယ်ဆိုရင်ကိုကအဲ့ဒီဒေါသလေးပြေသွားပြီမာနလေးပြေသွားပြီဆိုငါဘာလို့မြန်ပြောလိုက်မိပါလေမပြောလိုက်မိရင်အကောင်းသာအဲ့ဒါပါလေနောင်တရတာနော်အဲ့လိုစောစောစီးစီးရလို့ရှိရင်တော့မဆိုးဘူးပေါ့ဗျာနောက်ဒါမျိုးငါမပြောဘူးဆိုတဲ့အတွေးလေးပေါ်နိုင်တယ်ဟုတ်လားတချို့နောင်တတွေကြတော့နှောင်းမှရတာသေဂာနီးမှရတဲ့နောင်တတွေရှိနောက်ဘဝမကောင်းတဲ့နေရာကျမှရတဲ့နောင်တတွေရှိနော်တော်တော်ကြောက်စရာကောင်းတဲ့နောင်တတွေပေါ့ဟုတ်လားအဲ့ဒီတော့နောင်တတွေနဲ့ပတ်သက်ပြီးတော့ပြုမိမှားပြောမိမှားတွေဦးဇင်းတို့အရေးကြီးတာလေးတွေကြီးရွေးပြီးတော့ပြောခြင်းနော်တန်းပြီးတော့ပဲဖြတ်ပြီးတော့ပဲပြောလိုက်မယ်ဗျာအမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့ဟုတ်လားဒါအရေးကြီးတာကိုအရင်ပြောလိုက်တယ်နော်အမေအဖေရှိကြသေးတယ်အမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့နော်ပြုမိမှားပြောမိမှားတွေကြောင့်ပူလောင်ရတယ်ဗျကိုကဒါဟာကျေးဇူးအကြီးဆုံးမေတ္တာအကြီးဆုံးလို့နားလေတယ်သိတယ်ဒေါသအလျောက်မခံကျင်သိအလျောက်ကိုယ့်ရဲ့မကျေနပ်မှုအလျောက်ပြောလိုက်တာပဲပြောလည်းပြီးရောဆင်းရဲတော့တာပဲဟုတ်လားဒါကကိုကအသိဉာဏ်လေးရှိလို့တချို့အသိဉာဏ်မရှိတဲ့အင်မတန်မိုက်မဲတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုရီးလက်ရောက်တောင်မိဘရဲ့အပေါ်မှာနောင်တရတဲ့အကြောင်းတွေကိုလှုပ်တတ်တယ်အဲ့ဒါလူငယ်တွေအတွက်နည်းနည်းလေးရည်ရွယ်ပြောပြမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအင်မတန်ဆိုးဆုံးမရခက်တဲ့ယဟန်တစ်ပါးရှိတယ်ဒုပ္ပဇလို့ခေါ်တာပေါ့လေပြောရခက်တဲ့ယဟန်ပေါ့အဲ့ဒါမြတ်စွာဘုရားကခေါ်ပြီးတော့ဆုံးမတယ်จิตသားအပြောရမခက်နဲ့အပြောရခက်ရင်မင်းရေရှည်ဆင်းရဲလိမ့်မယ်မင်းအရင်တုန်းကလည်းအပြောရခက်လို့မင်းရေရှည်ဆင်းရဲခဲ့ရဘူးပြီဆိုပြီးတော့ဦးဇင်းတို့စတုဒွါရဇတ်ဇလန်းလေးတူတာရှိတယ်မိတ္တဝိနကဇတ်လို့လည်းဇလန်းတစ်ပုဒ်ရှိတယ်မိတ္တဝိနကတဲ့တခုသောဘဝတုန်းကအဲ့ဒီယဟန်ကမိတ္တဝိနကဆိုပြီးတော့တထေးသားတစ်ယောက်ဖြစ်တာဗျနော်အဲ့ဒီမှာတထေးကြီးကသေသွားတော့မိခင်မုတ်ဆိုးမကြီးနဲ့နေတာအဲ့ဒါဘာစကားမှနားမထောင်ဘူးဒီမိခင်ကြီးပြောတဲ့စကားကိုမိခင်ကြီးကသောတာပန်ကြီးကတ္တပမြတ်စွာဘုရားလက်ထက်မိခင်ကြီးကသောတာပန်ကြီးသောတာပန်ဆိုတော့အမှန်လေးအများကြီးမြင်ပြီလေလုံးဝမမှားတော့ဘူးလို့တောင်ပြောလို့ရပါတယ်ဟုတ်လားယဟန္တာဆိုရင်တော့လုံးဝမမှားဘူးပေါ့သို့တော့သောတာပန်လည်းပဲအပေကြလောက်အောင်တော့မမှားတော့ဘူးပေါ့ဟုတ်လားသားကိုလမ်းညွှန်တယ်အမြဲတမ်းဆိုဆုံးမတယ်ဒါပေမဲ့ဘယ်တော့မှနားမထောင်ဘူးနော်နားမထောင်တော့ဒီနေ့တော့မိခင်ကြီးကသောတာပန်ဆိုတော့တန်ရောစဉ်ကမကုန်သေးဘူးကိုကဝမ်းနဲ့လွယ်ပြီးတော့မွေးခဲ့ရတဲ့သားဆိုတော့မိုက်တော်လည်းပဲချစ်နေရတာပေါ့လေဟုတ်လားအဲ့ဒါနဲ့ငါသားမင်းเจ้าတော်ကိုသွားပြီးတော့ဥပုံဆောင်မယ်တရားနာမယ်ဆိုရင်မိကငွေ1000ပေးမယ်ငွေနဲ့ဖျားရောက်တာအဲ့ဒါသွားတော့သွားပါရဲ့
ပုဂ္ဂလိယူပြီးတော့သီလတော့ရတယ်ဘာတရားမှမနာဘူးဂျောင်းတနေရမှာအိပ်ပြီးတော့မနဲ့လင်းတော့ပြန်လာတယ်အင်းလေးရောက်ရောအမေကိုအတင်းအာရမငွေ1000တောင်းတယ်အဲ့ဒါမေကြီးကပေးတယ်အဲ့ဒီငွေ1000ကိုအမိပြုတ်ပြီးတော့သူကုံသွားကူတာဗျသင်္ဘောစိတ်မှာအဲ့ဒါကံအားလျော်စွာငွေ3သိန်းနဲ့2000သူ့မဲ့စုမိတယ်တဲ့အဲ့တော့သူကဘာလုပ်တုံဆိုတော့လောဘတွေတက်လာပြီးတော့ဒီမိခင်ကြီးငါ့ကိုသိဆရာလုပ်တာပဲသူနဲ့တော့အတူမနေဘူးဆိုပြီးတော့ပင်လေကိုဖြတ်တဲ့ရွက်လေတစ်စင်းသူဝယ်တယ်ဟုတ်လားဝယ်ပြီးတော့သူပင်လေကိုဖြတ်မယ်ဆိုပြီးတော့ဖြတ်တာမေကြီးကိုသူတိုင်ပင်တယ်တိုင်ပင်တာမဟုတ်ပါဘူးသူကဆုံးဖြတ်ပြီးမှပြောတာပါအဲ့တော့မေကြီးကငါသားမေတစ်ခုသားတစ်ခုဒီမှာပစ္စည်းတွေအများကြီးရှိတယ်ဒါမင်းဟာတွေကြီးပဲဘာကိစ္စသွားမှာတော့ဘယ်လို့မှတားလို့မရဘူးတားလို့မရတော့မေကစိုးရိမ်စိတ်နဲ့သားကိုလက်ဆွဲတာမသွားပါနဲ့ငါသားရဲ့သူ့လက်ကိုဆွဲရကောင်းမလားဆိုပြီးတော့ယုံပြီးတော့တခါတည်းမေကိုရိုက်ထားခဲ့တာဗျာအဲ့ဒါမေကြီးကလဲပြီးတော့နေရစ်တာသောတာပန်မိခင်ကြီးမိခင်မှာရိုးရိုးမိခင်မဟုတ်ဘူးသောတာပန်မိခင်ကြီးအဲ့တော့အပြစ်ကတော်တော်ကြီးကြီးသွားတာပေါ့နော်ငကိုယ်တုန်းကလည်းသူ့စိတ်ထဲမှာဒီမိခင်ကြီးပေါ်မှာမကျေနပ်တဲ့စိတ်တွေကလည်းမနောကံအနေနဲ့လွန်ကျူးတာတွေလည်းအများကြီးရှိမှာပေါ့အေးအဲ့ဒီအပြစ်တွေကိုပိုက်ပြီးတော့သူသွားတာအဲ့ဒီသင်္ဘောနဲ့သူသွားတာသွားတော့သင်္ဘောပြက်တော့သူလူယုံမှာစရင်သူ့ကိုကြတာမဲချတော့အဲ့ဒါ၃ချိန်တိတိကြတော့သူ့ကိုဖောင်ကလေးတစ်ခုပေါ်မှာတင်ပြီးတော့မျောလိုက်တာသူတို့အကျမ်းမြင့်ပဲပြောမယ်နော်အေးအရှိကြီးပြောလို့အချိန်မရတော့ဟုတ်လားအဲ့ဒီတော့သူဘယ်ရောက်သွားတုံးဆိုတော့ဖောင်ကလေးနဲ့မျောသွားတော့ပြိတ္တာမတွေနေတဲ့နေရာတစ်ခုကိုတွေ့တာပင်လေသမုဒ္ဒရာဆိုတာအင်မတန်ကျယ်ဝန်းတယ်ဆန်းကျယ်တယ်အဲ့ဒါသူကပြိတ္တာတွေတော့မသိဘူးအဲ့ဒါဖန်ဗိမာန်နဲ့ပြိတ္တာမ9ယောက်တွေ့တယ်နေဆန်ညခံပေါ့လေ9ရက်ခံ9ရက်ဆန်တယ်အဲ့ဒါနဲ့သူ9ရက်ဆန်သားပြီးတော့9ရက်ခံလဲကြတော့သူမနေနိုင်ဘူးထပ်ပြီးတော့ခီးထွက်တယ်နောက်ထပ်14ယောက်နဲ့တွေ့တယ်ဟုတ်လားနောက်ဆုံး32ယောက်နဲ့တွေ့တယ်အဲ့ဒါလည်းသူအကုန်လုံးကိုစွန့်ပြီးတော့သွားတာပဲသွားတော့နောက်တော့ဘာရောက်သွားတော့ဆိုတော့တကားပေါက်4ပေါက်နဲ့အုတ်တိုင်းကြီးခတ်ထားတဲ့သူကတော့မြို့လို့ထင်တာအမှန်ကတော့ငရဲကိုရောက်တာနော်အဲ့ဒါသူကမြို့ထင်ပြီးတော့ငါဒီမြို့ထဲဝင်ပြီးတော့ဘူကြမယ်ဆိုပြီးတော့ဝင်သွားတာဟိုလည်းရောက်ရောသူတော်တော်ပျော်သွားတယ်ဟာလူတွေကတဲ့အများကြီးပဲတဲ့အဲ့ဒီလူတွေကခေါင်းမှာကြာပန်းကလေးတွေပန်းပြီးတော့ဟုတ်လားမျက်နှာပေါ်မှာလည်းပဲစန္ဒကူးကြီးလေးတွေလိမ့်ပြီးတော့ဟုတ်လားဒီကိုယ်လုံးလည်းပဲရင်လွှမ်းတစားတွေနဲ့လှလှပပပါဇက်ကလည်းတီးသချင်းတွေတီးဆိုးပြီးတော့ပျော်ရွှင်နေကြတာပဲတဲ့ဟာတော်တော်ဟုတ်တာပဲဆိုတော့သူကအပျော်တတ်တွေကူးပြီးတော့အဲ့ဒီလူတွေရဲ့ခေါင်းမှာပန်ထားတဲ့ဘဒုံမာကြာပန်းကိုတောင်းတာအမှန်စင်စစ်အဲ့ဒါတွေကဘဒုံမာကြာပန်းမဟုတ်ဘူးသင်တုံးသားဆက်တွေအဲ့ဒါငရဲပြီဒါပေမဲ့သူ့ရဲ့ဆိုးဆုံးမခက်ချင်းကိုအကြောင်းပြုပြီးတော့မိုက်နောင်တရဖို့အကြောင်းကလေးဖမ်းလာပုံကလေးကစိတ်ဝင်စားတယ်နော်မအေကိုစော်ကားခဲ့တယ်ဟုတ်လားမကောင်းတာလုပ်ခဲ့တယ်အဲ့ဒီကံတွေကသူ့ကိုလှည့်စားတာဒါပေမဲ့သူကလှည့်စားတယ်လို့ဘယ်သိမှာလဲနော်အဲ့ဒီသင်တုံးဆက်ကိုဘဒုံမာကြာပန်းထင်တယ်ဟုတ်လားခေါင်းကနေပြီးတော့ပြက်လို့စင်စင်ရရသွေးတွေစီးကြနေတာကိုနန္တကူးရည်တွေလိမ့်ထားတာလို့သူကထင်တာအဲ့ဒီလူတွေကိုလှုပ်မရအောင်ရင်ဘက်ကိုကန့်လန့်ပြက်ခါကျိုးနဲ့ခိုင်ခိုင်မြဲမြဲတုတ်ထားတာကိုသူကရင်လွှမ်းတစားတွေလို့ထင်တာအဲ့ဒီလူတွေကအော်ဟစ်ပြီးတော့ငိုယိုးနေကြတာကိုတချင်းတွေရှူပြီးတော့ပြောနေတယ်လို့ထင်တာတဲ့အဲ့ဒါနဲ့တောင်းတယ်သူကမရမကတောင်းတယ်နော်တောင်းတော့ဟိုကလည်းပေးတာပေါ့ဗျာအဲ့ဒီလူကကံကုန်ကနီးအဲ့လိုဖြစ်တဲ့နော်အဲ့ဒါသူ့ကိုရော့လို့လည်းပေးလိုက်ရောသူကောင်းဘောကိုတန်းရောက်လာတယ်အဲ့ဒီပုံစံကြီးသူတန်းဖြစ်သွားတယ်အဲ့ဒီကြတော့မှသင်လုံးဆက်ကြီးမှသူသိတယ်ငိုတော့တာပဲအဲ့ဒီကြမှာနော်ဒါကြောင့်ဦးဇင်းတို့ဗမာစကားပုံလေးရှိတယ်လေငရဲပန်းကိုရွှေပန်းထင်ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားတကယ်စင်စစ်ကငရဲပန်းသို့တော်လည်းပဲအကုသိုလ်ကံတွေကလှည့်စားတော့ရွှေပန်းထင်တာဟုတ်လားအဲ့ဒီမှာ तू ရုံးထွက်မယ်ဆိုတော့ထွက်လို့ရသေးလားမရတော့ဘူးရင်လွှမ်းတစားကလည်းဖြစ်ရှိသွားပြီအဲ့ဒီမှာသွေးတွေစီးကြပြီးတော့ तू အမြဲတမ်းငိုတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကတရှင်းပြန်ပြောတာကအဲ့ဒီဘဝတုန်းကမြတ်စွာဘုရားကရုပ်ကစိုးနဲ့မင်းတစ်ပါးဖြစ်တယ်အဲ့ဒါ तू ကတကူကြီးတဲ့နတ်ဖြစ်တော့လှဲ့လေရင်းနဲ့အဲ့ဒီဥတ္တရငရဲကိုရောက်တော့အဲ့ဒီမိတ္တဝိလကနဲ့တွေ့တဲ့အခါကျတော့နတ်မင်းနဲ့ကျုပ်မယ်ဘယ်လိုဟာတွေလုပ်ခဲ့လို့ဒါကြီးရနေတာလဲလို့ तू မေးတော့
မင်းမအေကိုစော်ကားခဲ့လို့အဲ့ဒါကြီးရလားအဲ့လိုပြောတာဘယ်တော့လွတ်မှာလဲဆိုတော့ဒါကတော့မင်းကံရှိသလောက်ခံရလိမ့်မယ်အဲ့ဒီတုန်းကအဲ့ဒါမြတ်စွာဘုရားရဲ့အတွေ့အကြုံပေါ့နော်အဲ့ဒါကိုဘုရားဖြစ်တော့ပြန်ပြီးတော့ပြောပြတာจิตသားယဟန်မင်းဆိုဆုံးမှခက်တဲ့အဖြစ်မျိုးမှာရေရှည်ရက်တည်မနေနဲ့မင်းဒုက္ခရောက်လိမ့်မယ်အရင်တုန်းကမင်းပြောစကားနားမထောင်ခဲ့လို့မင်းဒုက္ခရောက်ခဲ့ပြီမင်းအဲ့ဒီတုန်းကမိုက်နောင်တတွေနဲ့အချိန်ကြာမြင့်စွာငိုကြွေးခဲ့ရဘူးတယ်ဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီဇတ်တော်လေးကိုဟောတယ်ဒါကဦးဇင်းတို့နောင်တတရားတွေထဲမှာကြီးမားတဲ့နောင်တရစီတတ်တဲ့အကြောင်းပေါ့ဟုတ်လားအေးဒါကြောင့်အရေးကြီးတာလေးတွေကိုလူငယ်လေးတွေအတွက်ဦးဇင်းတို့ရည်ရွယ်ပြီးတော့ပြောပါတယ်နော်မိဘနဲ့ပတ်သက်ပြီးတော့မတိမ်ပါစေနဲ့မစောင်းပါစေနဲ့ဘာဖြစ်လို့လဲမိဘဆိုတာကိုယ့်အတွက်တာမန်လူမဟုတ်ဘူးသူများအတွက်တော့တာမန်လူပေါ့နော်ဒါပေမဲ့ကိုယ့်မိဘဟာကိုယ့်အတွက်တော့တာမန်လူမဟုတ်ဘူးသူများနဲ့တန်းတူထားပြီးတော့ဆက်ဆံလို့မရဘူးဘာဖြစ်လို့လဲကိုယ့်ပေါ်မှာမေတ္တာကြီးလွန်းလို့ဟုတ်လားကိုယ့်ပေါ်မှာကျေးဇူးကြီးလွန်းလို့ဟုတ်လားအေးအဲ့ဒါကမိဘနဲ့ပတ်သက်ပြီးတော့